ယောက်ျားစုစည်းထားပါတယ်ကျွန်တော်တို့ကတော့ let's go ကြည့်လိုက်အောင်ခင်ဗျဟိုနေ့လေသမီးဖုံးဆက်တာဖုံးဆက်ပြီးတော့ဖုံးလေးခဏပဲပြောရသေးတယ်ချက်ချင်းရှပြီးတော့နောက်ထပ်ခေါ်လို့မရတော့အဲ့ဒါဘာဖြစ်တာဘယ်သူနဲ့ပြောနေတာဘာဖြစ်လို့ဆက်လို့မရတော့ဘာလဲပြောနေတာအလုံးများလို့အစောပိတ်တာဟေးပြောပြီနော်အစောပိတ်တာဘယ်ပါဇက်ကိုပိတ်ရမှာမပိတ်နိုင်ဘူးဘာလို့လာပြောနေတာကောင်းကောင်းမေးနေတာဘာဖြစ်လို့ပိတ်ရမှာဘာဖြစ်လို့ကောင်းကောင်းမပြောတာဒီကလူကောင်းကောင်းမေးနေတော့ဆိုဘာဖြစ်လဲရော့အစောပိတ်တာရော့ယူပြီးမှလက်ဆောင်လားအဲ့ဒါပါကျွန်တော်ပြောနေတာမိန်းမတွေကအဲ့ဒါတွေပြီးမိန်းမတွေကအဲ့ဒါတွေခင်ဗျားတို့ချုပ်ွယ်တော့ဒါချုပ်ဖို့ပြောနော်ဒီ right ပါဇက်တွေပိတ်ထားမယ်လို့ပြောကျေးဇူးတင်ကောင်းစမ်းတော့ဟုတ်ကဲ့ကိုကျေးဇူးတင်တယ်နော်ကျေးဇူးတင်တယ်နော်你ငါ့တကယ်ရှင်ငါပြောရလိုက်နာမယ်နော်ပြောလေကိုစူးစမ်းကြည့်အရင်မတောက်ရဘူးဆက်လက်မတောက်ရဘူးမိမမလိုက်စားရဘူးလိမ်မပြောရဘူးစီးကန်းနေလည်းများလိုက်တာကြံနေရနော်နားစားရအကုန်အမ်းရမယ်ည10နိုင်ဆိုရင်ပြင်မထွက်ရဘူးနာမည်ဘယ်လိုခေါ်လဲကျမနာမည်ကဖြိုးဖြိုးပါရှင်ဖြိုးဖြိုးရပြီအလုပ်ရပြီနာမည်နဲ့အလုပ်တန်းရလားဘာဆိုင်လို့လဲကငါကိစ္စငါတိတ်တယ်မပြောနဲ့ဖြိုးဖြိုးတဲ့လှတယ်တော့နာမည်လေးကလည်းဟိုတနေ့အိမ်တောင်ရှိလားမရှိပါဘူးရှင်ဟဲ့လန့်မလားလေးလန့်တော့လေဟိုအိမ်တောင်မရှိဘူးဆိုတော့အပြိုပေါ့အပေါ်သေးကြပြီအဲ့ဒါအလုပ်တန်းရပြီခံပြီဟုတ်လေအားကျွန်တော်တို့ကုမ္ပဏီနဲ့ဘာမှမသက်ဆိုင်ဘူးလေအဲ့ဒီကိစ္စအကောင်တက်ဆိုင်လို့ပြောနေတာဒီဟိုဘယ်နဲ့ရွှေ့လားမေကိုကပြုတ်တော်နန်းနေပြီမေနော်တမာရွက်ပြုတ်တော်နန်းနေပြီကိုကိစ္စကိုမပြောဘူးဘာကောင်းလို့မသိသမီးလန့်မလားမလန့်နဲ့နော်ဟိုဦးကလေကိုလုံးသာကြည့်တယ်ထင်လားမဟုတ်ဘူးဆရာဘာတို့မဟုတ်လေကိုအတန်ကကျဲတော့အတန်ကျဲတော့စိတ်ကြမ်းမေဘေးရန်အန်ဒီရောသူ့သမီးကလင်းနောက်လိုက်သွားတယ်တဲ့ငါထင်တယ်အဲ့ကောင်မနန့်နာအကောင်တွေကိုပြောက်တော့ပဲတွဲနာကြာပြီသူ့ကိုများခိုးပြေးတဲ့ကောင်ကရှိသေးရဲ့ရှိတယ်လေအမေရဲ့အိမ်ကအကိုကြီးအယောဒီမှာမင်းကိုနဲ့လိုက်သွားတဲ့ကောင်သူရောက်လာတယ်ကျမကိုသူစပြီးဖတ်နှမ်းတယ်ကျမမိန်းမတယောက်လေသူနဲ့ကျမနဲ့သွေးသားလည်းမပတ်တော့ဘာမှလည်းမပတ်ဘာမှလည်းမဆိုင်နဲ့ယောက်ျားကကျမကိုလာပြီးတော့ဖတ်နှမ်းတယ်ဟာမင်းတင်ရဲလာကြီးလားပေါ့နော်ကျမကိုအဲ့လိုလုပ်တော့ဒါပုံမှန်လေးနဲ့ပြောပြတာကျမရင်အရမ်းကုန်သွားတယ်နာမည်ဘယ်လိုခေါ်လဲကျမနာမည်ကဖြိုးဖြိုးပါရှင်ဖြိုးဖြိုးရပြီအလုပ်ရပြီနာမည်နဲ့အလုပ်တန်းရလားဘာဆိုင်လို့လဲကငါကိစ္စငါတိတ်တယ်မပြောနဲ့ဖြိုးဖြိုးတဲ့လှတယ်တော့နာမည်လေးကလည်းဟိုတနေ့အိမ်တောင်ရှိလားမရှိပါဘူးရှင်ဟဲ့လန့်မလားလေးလန့်တော့လေဟိုအိမ်တောင်မရှိဘူးဆိုတော့အပြိုပေါ့အပေါ်သေးကြပြီအဲ့ဒါအလုပ်တန်းရပြီခံပြီဟုတ်လေအားကျွန်တော်တို့ကုမ္ပဏီနဲ့ဘာမှမသက်ဆိုင်ဘူးလေအဲ့ဒီကိစ္စအကောင်တက်ဆိုင်လို့ပြောနေတာဒီဟိုဘယ်နဲ့ရွှေ့လားမေကိုကပြုတ်တော်နန်းနေပြီမေနော်တမာရွက်ပြုတ်တော်နန်းနေပြီကိုကိစ္စကိုမပြောဘူးဘာကောင်းလို့မသိသမီးလန့်မလားမလန့်နဲ့နော်ဟိုဦးကလေကိုလုံးသာကြည့်တယ်ထင်လားမဟုတ်ဘူးဆရာဘာတို့မဟုတ်လေကိုအတန်ကကျဲတော့အတန်ကျဲတော့စိတ်ကြမ်းလာလူတချို့ကိုဥပိ္ပခာပြုလိုက်ပြီးအတူကလက်ဥပဲလာလူတချို့ကိုဥပိ္ပခာပြုလိုက်ပြီးလက်ဥတိုင်းလာနောက်နောက်အရာဆုံးပြောခဲ့တဲ့စကားလေးတစ်ခွန်းတော့ကိုချစ်ပေးဖို့မေးခဲ့တာပေါ့အဲ့အရာကိုရမ်းအောင်လာရအဲ့ဒါဘယ်ချိန်မှဘယ်လိုသိလားလင်နာယူလို့ဝါသွားမှသိရက်ကလေးနဲ့ဝင်လာလို့ရှိရင်ရင်ထဲကစကားတွေကပြောချင်တာပြောလိုက်တာငါနားတော့မင်းပြောခိုင်းလို့ပြောမှာနော်ပြောတယ်မှာမင်းရတယ်ချင်းချင်းပဲအရက်မတော့ပဲအမီးတွေထိုင်မစားနဲ့ခွေးတောင်စားရဲ့ဒီဘက်မှာတော့အရန်အေးရနော်ခမရလေးတို့ဘက်မှာရောအေးလားဟဲ့တနိုင်ငံလုံးအေးနေတာလေဆန်းလေးဘောလို့တနိုင်ငံလုံးအေးနေတာအယောဒီမှာ